ကျွန်တော်ဘဝကိုပြောင်းလဲပေးခဲ့တဲ့စကားတုံးရှိတယ်အဲ့ဒါကဘာလဲဆိုရင်မင်းမလုံးနိုင်တယ်မဟုတ်မင်းမလုပ်သေးရတယ်လူတော်တော်များများထင်နေကြတယ်ငါဒါမျိုးမလုံးနိုင်ဘူးငါဒါမျိုးမလုပ်တတ်ဘူးဆိုပြီးတော့လွယ်လွယ်နဲ့အလက်လျှော့တတ်ကြတယ်တကယ်ကအောင်မြင်တိုးတက်နေတဲ့လူတွေနဲ့ကျွန်တော်တို့ကြားကြီးမားတဲ့ကွာချက်ကမရှိရှိရနဲ့အစလုပ်တာပဲသူတို့တွေကမတက်တရားကိုလှုပ်ရင်လည်းအမားနဲ့တင်ယူတယ်မတိတရားကိုလေ့လာတယ်ခင်ဗျားတို့ရောငါမလုံးနိုင်ဘူးငါလုံးနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ဆင်ញင်ပေးနေဘူးလားဒါမှမဟုတ်မရှိရှိရနဲ့လုံးမယ်လို့ရောတွေးမိရလားမသိဘူးဒီနေ့ကနေစပြီးတော့ငါမလုံးနိုင်ဘူးဆိုရဲဆင်ကြုံမပေးဘဲနဲ့အဲ့ဒီအစားငါဘယ်လိုလုပ်ရမလဲဆိုရယ်မေးခွန်းနဲ့ကိုယ့်ကိုပြန်မေးပြီးတော့ထိုးစားလုပ်ဖို့စဉ်းစားတာကပိုကောင်းတဲ့လမ်းကြောင်းတစ်ခုကိုအမြင်ရဖို့အတွက်အကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မယ်တကယ်တော့ခင်ဗျားမှာပိုကောင်းတဲ့ရည်ချင်းနဲ့ပိုတဲ့ရည်ချင်းတွေရှိပြီးသားတကယ်လို့အဲ့နေရာကစားလုပ်ဖို့တတိတစ်ခုတွေတကယ်လို့အဲ့ဒီဟာကိုဒီနေ့အစားလုပ်ဖြစ်မယ်ဆိုရင်ခင်ဗျားအဘာကိုအရင်စားလုပ်မယ်စီစဉ်အကြီးကြီးမလို့ကျင်းစောဖို့စဉ်းစားထားရဆိုရင်ကိုယ်နဲ့အဆင်ပြေမကျင်ကိုရွေးပြီးတော့စောဖို့စဉ်းစားတာဖြစ်ဖြစ်ဒီလိုမှမဟုတ် social media မှာ content တွေရေးပြီးတော့ video တွေလုပ်မယ်လို့စဉ်းစားထားရင်ဆိုရင်လည်းအဲ့ဒီအတွက်ကိုကျွန်တော်တို့ကိုတက်မယ်လို့စဉ်းစားထားတဲ့ video edit သင်တန်းတွေကိုကျွန်တော်တို့တက်ဖို့စဉ်းစားတာဖြစ်ဖြစ်ပေါ့ပြီးတော့ဘာသာစကားလေ့လာမယ်ဆိုရင်လည်းဘယ်ဘာသာစကားကိုလေ့လာမယ်ပြီးတော့ဘယ်လိုမျိုးလေ့လာမလဲဒီနေ့မှာဘယ်နှစ်မိနစ်လေ့လာမလဲဆိုတဲ့ to do list ကိုကျွန်တော်တို့အစလုပ်တာဖြစ်ဖြစ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့အစစ်ချင်းအစလုပ်လို့ရတယ်အဓိကကျွန်တော်တို့လုပ်နေရကမရှိရှိရနဲ့အစလုပ်မယ်ဆိုတော့စိတ်ပဲလိုတာအခါတလေခံစားဘူးလားမသိဘူးလွန်ခဲ့တဲ့နှစ်ကလုံးမယ်လို့တွေးထားတဲ့အရာကိုမလုပ်ဖြစ်ပဲနဲ့အခုမှငါအဲ့ဒီအရာကိုအဲ့ဒီကတည်းကသာလုပ်ဖြစ်ခဲ့မယ်ဆိုရင်ဘယ်လောက်ကောင်းလိုက်မလဲဆိုရင်ခံစားချက်မျိုးရဘူးလားမသိဘူးအဲ့ဒီလိုအတွေ့မျိုးအဲ့ဒီလိုခံစားချက်မျိုးနောက်တစ်ထပ်မရချင်ဘူးထပ်မဖြစ်ချင်ဘူးဆိုရင်တော့ဒီနေ့ဒီချိန်ကကျွန်တော်တို့အစားလုပ်ဖို့အတွက်အကောင်းဆုံးချိန်ပဲကျွန်တော်တို့အစားလုပ်ဖို့အတွက်နောက်ကျရေးဆိုတာမရှိဘူးဒီဗီဒီယိုကြည့်ပြီးတော့အစားလုပ်ဖြစ်မယ်လို့ကျွန်တော်မျှော်လင့်တယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတစ်ခုမှကျွန်တော်တို့ပြန်တွေ့ကြမယ်ဗျ